ကလေးမလေးကစက်ကူရွက်ပေါ်မှာကြောင်လေးတစ်ကောင်ပုံကိုဆွဲလိုက်ပါတယ်ဒါပေမဲ့ခဏကြာမှပဲအဲ့ဒီကြောင်လေးဟာပကြီးကားထဲကနေအပြင်ကိုတကယ်ခုန်ထွက်လာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဘုရင်မကြီးဟာကလေးမလေးကိုကောင်းကင်ဘုံကဆေးလွတ်လိုက်တဲ့ကံကောင်းခြင်းကျပွင့်လေးလို့ချက်ချင်းပဲယုံကြည်သွားခဲ့တာပေါ့တကယ်တော့လွန်ခဲ့တဲ့3ရက်ကတင်ကလေးမလေးဟာစားစရာမရှိလို့လမ်းဘေးမှာတောင်းစားနေရတဲ့သူလေးပါသူမမှရှိတဲ့တခုလေးသောပေါက်စီလေးကိုအမေကိုစားစေခြင်းလို့လှုံ့ဆော်ခဲ့ပေမဲ့အမေဖြစ်သူကဘာမှပြန်မတုံ့ပြန်ပဲအသက်မရှိတော့ဘူးဆိုတာသိလိုက်ရတော့ကလေးမလေးခမညာမိဘမဲ့လေးဖြစ်သွားခဲ့ရပါတယ်အဲ့ဒီလမ်းကနေဖြတ်သွားတဲ့ရွာသူတယောက်ကကလေးမလေးကိုတွေ့ပြီးတခြားဆွေမျိုးတွေရှိသေးလားလို့မေးတဲ့အခါအဖေချန်ထားပေးခဲ့တဲ့အမတ်တရပစ္စည်းလေးကိုကလေးမလေးကထုတ်ပြလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးဟာအရန်ကိုအံ့ဩသွားခဲ့တာပေါ့ဘာလို့လဲဆိုတော့ကလေးမလေးရဲ့အဖေဟာတကယ်ကိုတော်ဝင်မင်းသားတစ်ပါးဖြစ်နေလို့ပါပဲဒါနဲ့သူမကကလေးမလေးကိုမင်းသားရဲ့ဆိုင်စီခေါ်သွားပေးခဲ့ပါတယ်ဒါပေမဲ့ကလေးမလေးရဲ့အဖေကတော့သူမကိုသမီးဖြစ်အတိမတ်မပြုတဲ့အပြင်ကလေးမလေးရဲ့အမေဟာမျိုးရိုးနေတဲ့သူဖြစ်တယ်လို့တောင်ပြောဆိုနှိမ်ချခဲ့ပါတယ်ပြီးတော့အဲ့ဒီကောင်ဟာသူ့ရဲ့လက်ရှိဇနီးနဲ့သမီးကိုခေါ်ပြီးထွက်သွားကကလေးမလေးကိုပြစ်ထားခဲ့ပါတော့တယ်ကလေးမလေးကိုခေါ်လာတဲ့အမျိုးသမီးကသူမကိုတနာရှာပေးမဲ့သူမမှလည်းသားသမီး3ယောက်ရှိနေတာကြောင့်ကလေးမလေးကိုကျွေးမွေးဆောင်ရှောက်ဖို့မတတ်နိုင်ခဲ့ရှာပါဘူးဒီလိုနဲ့သူမဟာကလေးမလေးကိုပေါက်စီတစ်လုံးပေးပြီးလှည့်ထွက်သွားပါတော့တယ်ကံကောင်းချင်တော့အဲ့ဒီအချိန်မှာပဲတိုင်းပြည်ရဲ့အာဏာအရှိဆုံးဖြစ်တဲ့ဘုရင်ခံမင်းသားကအဲ့ဒီနေရာကနေဖြတ်သွားခဲ့ပါတယ်ကလေးမလေးကိုမြင်ချင်းမှာပဲသူဟာယထာလုံးပေါ်ကဆင်းလာပြီးသူ့ရဲ့သမီးအဖြစ်နေမလားလို့မေးလိုက်ပါတယ်တစ်ဖက်မှာလည်းဘုရင်မကြီးဟာနန်းတော်ထဲမှာသူ့ရဲ့သားတွေကိုစူပူချင်းမောင်းနေပါတယ်။ဘာလို့လဲဆိုတော့သူမဟာချစ်စရာကောင်းတဲ့မြင်းမလေးတယောက်လိုချင်နေပေမဲ့သူမရဲ့သားတွေကတားယောက်ျားလေးတွေပဲမွေးထားကြလို့ပါ။အဲ့ဒီအချိန်မှာပဲဘုရင်ခံမင်းသားကကလေးမလေးကိုလက်ဆွဲပြီးနန်းတော်ထဲကိုဝင်လာပါတယ်။ကလေးမလေးကိုမြင်လိုက်ရတဲ့အခါဘုရင်မကြီးဟာဝမ်းသာအားရဖြစ်သွားပြီးချက်ချင်းပဲတိုင်းပြည်ရဲ့မင်းသမီးလေးအဖြစ်နန်းတင်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ဘုရင်ခံမင်းသားကတော့ကလေးမလေးကိုတိတ်ပြီးဂရုမစိုက်ပါဘူး။ဘာလို့ဆိုသူကဘုရင်မကြီးပျော်ရွှင်အောင်လို့ပဲကလေးမလေးကိုမွေးစားခဲ့တာကိုအဲ့ဒီအချိန်မှာပဲပကြီးဆရာတယောက်ဟာဘုရင်မကြီးရဲ့တည်ဆုံးသွားပြီဖြစ်တဲ့အချစ်တော်ကြောင့်လေးရဲ့ပုံတူပကြီးကားကိုလာရောက်ဆက်တပါတယ်။ကလေးမလေးကပကြီးကားတဲ့ကကြောင်လေးမှာကြောင်နှုတ်ခမ်းမွေးတပင်လိုနေတာကိုသတိထားမိသွားပြီးစုပ်တံကိုယူကဖြစ်ဆွဲပေးလိုက်တော့မထင်မှတ်ထားတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။အဲ့ဒီကြောင်လေးဟာအသက်ပြန်ဝင်လာပြီးပကြီးကားတဲ့ကနေထွက်လာတာကြောင့်လူတိုင်းအံ့ဩမြင်တက်သွားကြပါတယ်။အဲ့ဒီလိုအံ့ဩနေကြတော့မှပဲစစ်တီတယောက်အပြေးလွှားရောက်လာပြီးရန်သူစစ်တပ်တွေဟာမျိုးရိုးနာအထိရောက်နေပြီဖြစ်ကြောင်းဘုရင်ခံမင်းသားစီအစီရင်ခံလိုက်ပါတော့တယ်ဗျာဘုရင်ခံမင်းသားရဲ့မျက်နှာမှာစိုးရိမ်နေတာကိုမြင်ရတော့ကလေးမလေးကသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအသက်ပြန်ဝင်လာတဲ့နတ်ကြောင်လေးကကလေးမလေးကိုစကားလမ်းပြောပါတယ်ဒီစစ်ပွဲကိုနိုင်ခြင်းရင်ကိုရောက်မြောက်တော်ဝင်ဦးလေးကိုယ်တိုင်စစ်မြေပြင်ကိုထွက်ရမယ်ဒါပေမဲ့သူကမျက်စိကွယ်နေတာကြာပြီဆိုတော့စစ်တိုက်ဖို့မဖြစ်နိုင်ဘူးလို့ကြောင်လေးကဆိုပါတယ်နန်းတွင်သမားတော်ကြီးကလည်းသူ့ရဲ့မျက်စိကိုပြန်မြင်ရအောင်ကုသဖို့ဆိုရင်ငကားမုတ်စိတ်မျက်ဆိုတဲ့အပင်ကိုရှာတွေ့မှဖြစ်မယ်လို့ပြောတာပေါ့ဒါကိုကြားလိုက်တာနဲ့ကလေးမလေးဟာစုပ်တံကိုကင်ပြီးစက်ကူပေါ်မှာအဲ့ဒီဆေးပင်ပုံကိုတစ်ချက်ထဲနဲ့အပြီးဆွဲလိုက်ပါတယ်မယုံနိုင်စရာကောင်းတော့အောင်ပဲအဲ့ဒီဆေးပင်ဟာပကြီးတဲကနေရုတ်တရက်ထွက်ပေါ်လာခဲ့တာကြောင့်သမားတော်ကြီးဟာဝမ်းသာအားရဖြစ်သွားပါတယ်အဲ့ဒီဆေးကြောင့်ပဲကိုရောက်မြောက်တော်ဝင်ဦးလေးဟာနှစ်ပေါင်း30တိုင်တိုင်ဆုံးရှုံးခဲ့ရတဲ့အမြင်အာရုံတွေကိုပြန်လည်ရရှိသွားခဲ့ပါတယ်သူဟာရန်သူစစ်တပ်တွေကိုအောင်အောင်မြင်မြင်မောင်းထုတ်ပြစ်မယ်လို့လူတိုင်းရဲ့ရှေ့မှာကြိတ်ဆိုလိုက်ပါတယ်ဒါပေမဲ့နတ်ကြောင်လေးကကလေးမလေးကိုတူတူလေးသတိပေးလိုက်ပါသေးတယ်တကယ်ရန်သူကမျိုးရိုးအပြင်ဘက်မှာရှိနေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်